Redmi 9 နဲ့ 9 Prime တွေမှာအဖြစ်များတဲ့ logo error တစ်ခုပေါ့နော်ခုအဲ့ဒါကျွန်တော်စဉ်းစားမှာဒီကောင်က software ပိုင်းလား hardware ပိုင်းလားချက်စဉ်းစားမယ်ဒီ Redmi 9တွေမှာအဖြစ်များတော့ hardware ပိုင်းကများတယ်အဲ့တော့ကျွန်တော်တို့အချက်၃ချက်စဉ်းစားရမယ်ဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ကျွန်တော်ဒီ power key ညှိတာပေါ့နော်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ဒီ battery ဘိုင်းကိုကျွန်တော်တို့ချက်ကြည့်ရမယ်ပေါ့နော် battery ကောင်းမကောင်းတတိယအချက်အနေနဲ့ဒီတော့ဆက်ပြောင်းမှာရှိတယ် PAIC ပေါ့နော် PAIC ဘေးနားမှာရှိတယ်ဒီကျွန်တော် resistor လေး short ချင်လည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော် nickel လေးပြပေးမယ်နောက်တစ်ချက်ဒီကောင်လေးပါဒါအသွင်းချိုးထိုးတဲ့အနေထားမှာဒီစက်ပွင့်သွားတယ်ဆိုတော့ battery ဘိုင်းဖြစ်တာများရယ်ပေါ့နော် battery မှာပါတဲ့ကျွန်တော် resistor လေးကျွန်တော်တို့ cable ကြည့်မယ်ပေါ့နော်အသွင်းချိုးဖြုတ်လိုက်တဲ့အချိန်မှာလုံးဝ power ပြန်ကျသွားတယ်ဒါဆိုရင် battery ဘိုင်းဖြစ်တာသိကြသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ battery မှာပါတဲ့ resistor လေးကိုကျွန်တော် cable ကြည့်မယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ခု battery ခွာပါပြီโอเคခုဘက်ထရီပြီးသွားပြီပေါ့နော်ဘက်ထရီမှာပါတဲ့ဒီကျွန်တော်ဒီအနီးကပ်ပြမယ်နော် resistor လေးအဲကောင်လေးကိုကျွန်တော်တို့ဖြုတ်ပြီးတော့ cable ပေးမှာဖြစ်ပါတယ်မြန်မာလိုပဲကျွန်တော်ဒီခဲကောင်လေးနဲ့ပဲဖြုတ်လိုက်ပါမယ်ကိုဒီကောင်လေးပါဒီကောင်လေးကြောင့်ဖြစ်တာပါအဲကောင်လေးကိုပို့ပြီးတေးကြအောင်ဂျင်းနဲ့နဲ့ကျွန်တော်တို့ချမ်းပါကြော်ပြီးခဲပူပေးလိုက်ပါမယ်โอเคပြီးသွားတဲ့အနေထားမှာဆက်ကပွင့်လာပါပြီဒါဆိုရင်ကျွန်တော် customer ကိုပြန်လို့ရပါပြီဒီကောင်လေးကတော့ဒါဆက်ကိုတခြားလေးပြန်လုံးပြီးတော့ customer ကိုအဲ့လိုရပါပြီအားလုံးကျေးဇူးတင်ပါတယ်